ဒါကတော့ယော်နယ်ဒိုကိုဘာဖြစ်လို့တားဆီးဖို့မဖြစ်နိုင်ရတာလဲဆိုတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်လက်ရှိအနေထားအရယော်နယ်ဒိုဒီပင်နယ်ဒီကိုကိုဝင်အောင်တွင်းနိုင်ဖို့အခွင့်အရေးကရာခိုင်နှုန်း90ပဲရှိတာပါပထမဦးစွာယော်နယ်ဒိုကညာဘက်အချမ်းစီဥတီပြေးလာပြီးမှချက်ချင်းဆိုသလိုရုတ်တရက်ရက်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေကကိုသမားစီမှာပဲယာနှုံးပြည့်စိုက်ကြည့်နေတာပါသူကကိုသမားရဲ့လှုပ်ရှားမှုကိုအကဲခတ်လိုက်ပေမဲ့ကိုသမားကတော့လုံးဝမလှုပ်ရှားခဲ့ပါဘူးကိုသမားဟာသူ့ဘက်အချမ်းကိုခုံတော့မယ်ဆိုတာကိုအရေးရောင်ပြားများတောင်အတိမပေးခဲ့ပါဘူးဒါပေမဲ့ယော်နယ်ဒိုကတော့ခြေလန်းတလန်းပိုတာနေခဲ့ပါတယ်ယော်နယ်ဒိုကခြေလန်းနေနေလေးထက်လန်းပြီးကိုသမားကိုနောက်တစ်ကြိမ်အကဲခတ်လိုက်တဲ့အချိန်မှာတော့ဒီတစ်ကြိမ်မှာတော့ကိုသမားဘက်ကအမားကြီးတစ်ခုကိုလုံးမိသွားခဲ့ပါပြီသူကသူ့ရဲ့ကိုယ်ခန္ဓာကိုညာဘက်အချမ်းစီလျက်တစ်ပြက်ရွှေ့ပြောင်းလိုက်တာပါအခုဆိုရင်ယော်နယ်ဒိုတယောက်ကိုသမားညာဘက်ကိုခုံတော့မယ်ဆိုတာကိုအပိုင်တီးသွားခဲ့ပါပြီယော်နယ်ဒိုအနေနဲ့ဘက်အချမ်းစီကိုကန်သွင်းပြီးအလွယ်တကူပဲကိုရယူနိုင်ပြီဖြစ်ပေမဲ့ယော်နယ်ဒိုကတော့တကယ့်ကိုပါရမီရှင်စစ်ပါပဲယော်နယ်ဒိုကဘောလုံးကိုကိုသမားရဲ့ခေါင်းပေါ်ကနေကြော်ပြီးကန်သွင်းယူလိုက်ခြင်းအပြင်တစ်ဖက်ကိုသမားကိုကွင်းထဲမှာတင်အဆက်ခွဲလှည့်စားသွားခဲ့ပါတော့တယ်ဗျာဒီနှစ်ဝေါ်ကကဘာဖလားမှာယော်နယ်ဒိုကိုရစေချင်တယ်ဆိုအပေါင်းလေးနဲ့ကောမန့်မှာ CR7 လို့ရေးခဲ့ကြပါ